အားလုံးပဲမင်္ဂလာပါဤသုံးလုံးလမ်းနေ host ကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်ပြောထားတဲ့အတိုင်းပေါ့နော်ဖို့တစ်ခေါက်ကကျွန်တော်တင်ခဲ့တဲ့ video လေးပါပေါ့နော်ဒီတစ္ဆာနဲ့အမှန်တရားဆိုတဲ့ပိုင်းတစ်ပေါ့နော် video လေးတင်ထားတယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်ကတစ္ဆာနဲ့အမှန်တရားဆိုတဲ့ video လေးရဲ့နောက်ဆုံးပိုင်းပေါ့နော်ပိုင်းညစ်ပေါ့နော်ဒါလေးကိုကျွန်တော်ဆက်ပြီးတော့ကလေးမိဘတွေရောကျောင်းသားတွေရောပေါ့နော်ဘုသူဒဖြစ်လေးနားထောင်ရအောင်ပေါ့နော်ကျွန်တော်ဖတ်ဖို့ခဲ့တဲ့ညလေးကိုမျှဝေခြင်းဖြစ်တယ်ပေါ့နော်ကျတော့ကျွန်တော်ယူလိုက်ပြီးတော့ဒီဖျားဟောဆက်တော်လေးကိုနားထောင်ကြည့်ရအောင်နော်ဟုတ်ကဲ့ပေါ့နော်အရင်တစ်ခေါက်ကကျွန်တော်ပြောခဲ့တာပေါ့နော်ဒီအတိတ်ဆက်တော်ကြောင်းရောက်သွားပြီပေါ့နော်အဓိကကကျွန်တော်တို့ကဘာကိုရေးကြည့်ရလဲဆိုတော့ခါကျတော့ဒီသားကိုနော်တတ်မှတ်တဲ့အခါမှာဖခင်ရဲ့အမျိုးအနွယ်ကပဲအဓိကကြားရဲဆိုတဲ့အကြောင်းလေးကိုဒီပြောပြခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကိုမြတ်စွာဘုရားရှင်ကိုလိုမြတ်ကနေပြီးတော့ဒါအတိတ်ဆက်ကြောင်းလေးပြန်လည်ပြီးဟောပြောပြတဲ့အကြောင်းလေးပြောကြည့်တာပေါ့နော်အဲ့ဒီမှာအတိတ်ဆက်ကဘယ်လိုလေးပြောလဲဆိုတော့ခါကျတော့ဘာယနတိပြီပေါ့နော်ပြမတန်မင်းကြီးဒီစိုးစံစဉ်ကာလတော့ပေါ့နော်ဒီပြမတန်မင်းကသူ့ရဲ့ဒီအချွေရန်နေနဲ့ပေါ့နော်သူကဒီဥယျာဉ်တော်ကိုသူကလှည့်ပတ်ပြီးတော့သွားတယ်ပေါ့နော်အဲ့လိုမျိုးသွားတဲ့ခါမှာဒီအသီးပွင့်တွေကိုလည်းသူကဒီသဘောကျတယ်ပေါ့နော်ဒီလှည့်ပတ်ပြီးတော့သူကသွားတာပေါ့နော်အဲ့လိုမျိုးသွားတဲ့ခါမှာဒီဥယျာဉ်ရဲ့ဒီတောအုပ်ထဲကိုရောက်တဲ့ခါပေါ့နော်အဲ့ဒီခါမှာသူကဒီသချင်းဆိုတဲ့အတန်လေးတတန်ကိုကြားရတယ်ပေါ့နော်အဲ့ဒီခါမှာဒီသချင်းဆိုတဲ့အတန်လေးကအရန်တာယာလှပါတယ်ပေါ့နော်အဲ့လိုတာယာတဲ့ခါကျတော့ဒီသချင်းတန်ကြားတဲ့ဘက်ကိုသူကလိုက်ပြီးတော့ချောင်းကြည့်တာပေါ့နော်အဲ့ဒီကမှာတော့ဒီစင်းရဲသူမလေးပေါ့နော်သူစင်းရဲလေးတယောက်ပေါ့နော်စင်းရဲမလေးတယောက်ကထင်းခွေနဲ့သချင်းဆိုပေါ့နော်အဲ့ဒီခါမှာသူကဒီသူစင်းရဲမလေးရဲ့ဒီလှပတိမ်မွေးတဲ့ဒီအိမ်လေးရှင်ပေါ့နော်ဒီမိန်းကလေးကိုသူကလိုချင်တက်မှတ်တာပေါ့နော်ပြောရရင်တော့သူဒီချစ်ခင်နဲ့တက်သွားတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ဒီမိန်းကလေးနဲ့သူကတာဝါဒပြုလိုက်တယ်ပေါ့နော်ဒါပေါင်းဖက်လိုက်တယ်ပြထားပါတော့နော်အဲ့ဒီကာမှာဆိုရင်သူကဒီဖះရဲ့အလောင်းတော်ပေါ့နော်ဖះမဖြစ်ခင်ပေါ့နော်ဖះအလောင်းတော်ကဒီချင်းခွေမင်းမငယ်ဒီစစ်သူစင်းရဲမလေးရဲ့ဘိုက်ထဲမှာမိုက်ထဲမှာနော်တတိကြီးပြိဿနေတည်ရပေါ့နော်အဲ့ဒီကာမှာဒီဖះအလောင်းတော်လေးရဲ့အစွမ်းကြောင့်မလို့ဒီချင်းခွေမိမသူစင်းရဲမလေးကဒီကိုဝင်တီရဲ့အကြောင်းကိုတည်ပြီးတဲ့အခါမှာမင်းကြီးကိုသူကရှောက်ထားတာပေါ့နော်အဲ့ဒီခါကျတော့ဒီပြမတန်မင်းကြီးကနေပြီးတော့သူ့ရဲ့ဒီလက်စွပ်ပေါ့နော်ဒီလက်စွပ်ကိုချွတ်ပြီးတဲ့အခါမှာသူကဒီစကားပြောခဲ့တာပေါ့နော်သမီးမိန်းကလေးမွေးတယ်ဆိုရင်တော့ဒီလက်စွပ်ကိုဒီထုခွဲရောင်းချပြီးတော့သူကရင်းနှီးပြီးတော့စားတော့ပေါ့နော်အကယ်၍အဲ့လိုမှမဟုတ်ခဲ့ဘဲနဲ့တားအောင်ကြားလေးမွေးခဲ့တယ်ဆိုရင်တော့ဒီလက်စွပ်ကိုယူပြီးတော့သူ့ရဲ့ထံကိုလာခဲ့ပေါ့နော်သူမြန်တော့လာခဲ့လို့ဖိတ်ခေါ်လိုက်တော့ပြောလိုက်တာပေါ့နော်အဲ့ဒီခါကျတော့အနေမင်းကြီးကပြန်သွားတယ်ပေါ့နော်နောက်ကျတော့ဒီဖះလောင်းတော်လေးကိုပေါ့နော်ဒီချင်းခွေသူစီရဲမိမလေးကနေပြီးတော့ဒီမွေးဖွားတာပေါ့နော်မွေးဖွားတဲ့ခါကျတားယောက်ျားလေးဖြစ်နေပေါ့နော်အဲ့ဒါတားယောက်ျားလေးဖြစ်တဲ့ခါကျတော့သူကဒီနန်းလေးကိုဝင်တာပေါ့နော်နန်းလေးကိုလိုက်လာတာပေါ့နော်အဲ့ဒီခါမှာဒီတားယောက်ျားလေးကိုခြင်ပြီးတဲ့ခါမှာဖះလောင်းတော်လေးခြင်ပြီးတဲ့ခါမှာအရှင်မင်းမြတ်ရဲ့နော်ဒီတားတော်ပါဆိုပြီးတော့ပြောတာပေါ့နော်ဆက်တာလာပေါ့အဲ့ဒီခါမှာဘယင်းကြီးကတော့ဒီပိဋကဒီဘိုးဘာတွေအလယ်မှာပေါ့နော်သူကပြောတဲ့ခါကျတော့သူကရှက်တာပေါ့နော်ရှက်တဲ့ခါကျတော့ဒါကသူ့ရဲ့ကလေးမဟုတ်ဘူးပေါ့နော်သူသားမဟုတ်ဘူးဆိုပြီးသူကပြောတာပေါ့နော်အဲ့ဒီခါမှာဒီသူစင်းရဲ့တင်းခွေတဲ့ဒီမင်းပြိုလေးကနေပြီးတော့မင်းကြီးပေးထားတဲ့လက်စွပ်ကိုလည်းပြရတယ်ပေါ့နော်အဲ့ဒီခါကျလည်းမင်းကြီးကနေပြီးတော့ဒါကငါလက်စွပ်မဟုတ်ဘူးဆိုပြီးသူကစွန့်ညင်းတာပေါ့နော်အဲ့ဒီခါမှာဒီဘာလို့ ရလဲဆိုတော့ခါကျတော့ဒီတင်းခွေမင်းပြိုလေးကနေပြီးတော့သူကငိုယိုပြီးတဲ့ခါမှာအရှင်မင်းကြီးကလည်းဒီလိုမျိုးညှင်းဆိုနေပြီဆိုရင်ပေါ့နော်ဒီကျွန်တော်မျိုးမှနဲ့ဒီတစ္ဆာပြုခြင်းကတပါပြီเนาะနောက်ထပ်အခြားတက်တည်ပြကြလည်းမရှိတော့ဘူးပေါ့နော်ဒါကြောင့်မို့သူကဒီတစ္ဆာဒိဋ္ဌံပြုတယ်ပေါ့နော်ဒီသားငယ်လေးကပေါ့နော်အရှင်မင်းကြီးရဲ့သားဟုတ်မှန်ခဲ့တယ်ဆိုရင်ねဒီကောင်းငင်ထက်မှာပေါ့နော်တီပါစီသားပေါ့နော်အကယ်၍မမှန်ခဲ့ဘူးဆိုရင်မြေသို့ကြပြီးတော့တေဆုံးပါစေဆိုပြီးတော့ဒီဖះအလောင်းတော်လေးကိုပေါ့နော်ဒီချင်းနှချောင်းကိုဂိုင်ပြီးတဲ့ခါမှာကောင်းငင်ကိုပြစ်တာပေါ့နော်အဲ့လိုပြလိုက်တဲ့ခါမှာဖះလောင်းလေးကနော်ဒီလေထဲကိုရောက်သွားတဲ့ခါမှာဒီတမင်ခွေရက်ပေါ့နော်ဒီတာယာတဲ့အတန်နဲ့ဒီပြုတ်မကြအောက်တို့ပြုတ်မကြပဲနော်ဒီခမဲတော်နော်မင်းကြီးကိုတရားဟောတာပေါ့နော်မင်းကြီးတဲ့နော်ကျွန်ုပ်ဒီတဲ့အရှင်မင်းကြီးတာအစ်ဖြစ်ပါတယ်ပေါ့နော်ကျွန်ုပ်ကိုကျွေးမွေးဆောင်ရှောက်မွေးမိပါပေါ့နော်ဒီအခြားသူတွေကိုတော့မှမင်းကြီးကကျွေးမွေးပြုစုနိုင်သေးတယ်ဆိုရင်ပေါ့နော်ဒီကိုယ့်ရဲ့တာကိုပေါ့နော်ဘာကြောင့်မလို့တော့မကျွေးမွေးပြုစုမဆောင်ရှောက်နိုင်ပါသလဲပေါ့နော်အဲ့ဒီခါကျမှဒီမင်းကြီးကလည်းဒီသူ့ရဲ့
ပါဘူးပေါ့နော်လက်ခံပြီးတဲ့ခါမှာငါသားလာလို့ဆိုပြီးတော့ဒီလက်ဆက်လိုက်တဲ့ခါကျမှကောင်းကင်ထက်ကနေပြီးတော့ဖះလောင်တော်လေးကမင်းကြီးရဲ့ရင်ဝင်ထဲကိုရောက်ရှိသွားတာပေါ့နော်အဲ့ရစပြီးတော့မင်းကြီးကဒီထင်းခွေတော့ပြပြလေးကိုလည်းဒီပြားကြီးအရာကိုထားတယ်ဒီဖះလောင်တော်လေးကိုလည်းအိရှိမင်းဖြစ်ထားတယ်ပေါ့နော်ဒီအဖကွယ်လုံးတဲ့ခါကြတဲ့ခါကျရင်သူ့ကိုနော်ဒီသူကဘာဖြစ်လာလဲဆိုတော့ကထဝါဟနာဆိုတဲ့ဒီမြေရဲ့မင်းဖြစ်လာတာပေါ့နော်အဲ့ကမှာဖះရဲ့ဒီစကားတွေကိုလည်းနားကြားပြီးတဲ့ခါကျတော့ရှေ့ကပြောခဲ့တဲ့ကောသလမင်းကြီးပေါ့နော်ကောသလမင်းကြီးကလည်းဒီမြတ်စွာဘုရားရဲ့တရားတော်ကိုနားပြီးတဲ့ခါမှာအဲ့ကျတော့သူကဆုံးမချက်ချသွားတာပေါ့နော်ဒီအဖရဲ့အမျိုးကပဲအဓိကဖြစ်တယ်ဆိုတော့ကိုသူလက်ခံသွားတယ်ပေါ့နော်ဒီလက်ခံပြီးတဲ့ခါမှာလည်းဒီသားမိနှစ်ယောက်လုံးကိုသူကသူရဲ့ဒီပေးမြဲတဲ့အဆောင်အယောင်တွေစီစဉ်ဥစ္စာတွေခြံရံတွေကိုပြန်လဲပြီးတော့သူကပေးရတယ်ပေါ့နော်အဲ့ကြတော့နောက်ထပ်ဒီတာဝတ္ထိရှိတယ်ပေါ့သူညာနေသူညာနေသားတွေကလည်းမြတ်စွာဘုရားရဲ့တရားကိုနားတာဖြစ်တဲ့ကြောင့်မလို့ဒီအဖမျိုးသားဗလာနာဆိုတဲ့ဒီဘုရားရဲ့စကားပေါ့နော်တရားတော်တွေနားပြီးတဲ့အခါမှာဒီသားမိပေါ်မှာလည်းသူတို့ကကျင်ညာနဲ့ပေါ့နော်တန်တရားခင်းနဲ့ဒီဆက်လက်ပြီးတော့ဆက်ဆံလာကြတာပေါ့နော်ဒီမှာဇတ်တော်လေးကတော့ဒါတခန်းရက်ပြီးသုံးသွားတယ်ပေါ့နော်အဓိကတော့ဒီမှာကဒီအမိကဘာလို့လဲဆိုရင်တော့ဒါမေတော်မာယာပေါ့နော်အဖကတော့ဒီတုံတော်ရမင်းပေါ့နော်ဒီကထဝါဟနာဆိုတာကတော့သူငါဖေရပေါ့နော်ငါမြတ်စွာဘုရားရဲ့အလောင်းဖြစ်တယ်ဆိုပြီးတော့ဒါမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဇတ်တော်လေးပေါ့နော်ဟုတ်ပြီနော်ဒါလေးကတော့ကျွန်တော်ဒီလောက်မှတ်တလောက်ဒီဖတ်တလောက်မိတာလေးပြောပြတာဖြစ်တယ်ပေါ့နော်အမှားရင်းတွေလည်းရှိကောင်းရှိခဲ့ရင်လည်းဖြည့်ပြီးတော့တွေ့ပြလို့လည်းမေတ္တာရက်ခံပါတယ်ပေါ့နော်ကျွန်တော်တို့ကတော့အဓိကတော့ဗာလဲဆိုတော့ခါကျတော့ဟိုစာသင်တဲ့အခါပေါ့နော်ပြောပြတာပေါ့နော်ဒါကျွန်တော်ရဲ့တွေ့ကြုံလေးပြောပြတာဒီကလေးတွေဆိုတာကလည်းတခါတည်းမှာကျတော့လေဒီလိုမျိုးပုံပြရလေးတွေကိုလည်းသူတို့လည်းနည်းနည်းစိတ်ဝင်စားတယ်ပေါ့နော်ပြီးသွားတဲ့ခါကျရင်စားလေးလည်းပြန်တင်ပေါ့နော်အဲ့လိုလေးကျွန်တော်တို့ကလုပ်ပြရတယ်ပေါ့နော်ကျွန်တော်စားတင်မှုစင်ကြီးကတော့အဲ့လိုမျိုးလေးတင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ဒီလန်လေးမျှဝေခြင်းတွေဖြစ်တယ်ပေါ့နော်ဘုဒ္ဓတာလေးရပါအောင်ပေါ့ဟုတ်ကဲ့ပါအဲ့ကြတော့ကျွန်တော်ရဲ့ဒီ channel လေးကိုလည်း subscribe လုပ်ပြီးတော့လည်းမြတ်တာရက်ခံပါတယ်နောက်ထပ်မှာလည်းကျွန်တော်ဒီထက်ပို့ပြီးတော့ကောင်းတဲ့အစီအစဉ်လေးလည်းရှိနေပို့ပြီးတော့ဒီလန်လေးရှိခင်လေးမျှဝေပေးဖို့အတွက်လည်းမျှဝေပေးကောင်းမယ်ပေါ့နော်အဲ့ကြတော့အားလုံးပဲဆင်ပြေကြပါစေနောက်မှပြန်ပြီးတွေ့ပါမယ်